ဆေးရတူအင်မယာကျမဆက်ပြီးမကျင့်ကြံနိုင်တော့ဘူးဘလောက်ပဲအားထုတ်အခုထိနင်းချီစင့်တမှာပဲတောင်းတင်နေတော့အားနတ်ဖျားဆေးလုံးသာရှိရင်တိတ်ကောင်းမှာပဲဒါနဲ့ဆေးရတူအင်မကျမတို့ခြံရံစီသွားပြီးဆေးလုံးသွားတောင်းရင်မကောင်းဘူးလားသူ့စီကသွားတောင်းမယ်ဟုတ်လားဟုတ်တယ်လေအခုအဲ့ဒီဆေးလုံးမရှိလို့ကျမကျင့်ကြံတာတအားနေနေတာဒါပေမဲ့သူကကျမတို့ကိုပေးပါမလားမသိဘူးအားဂယူးမဆိုင်တော့ဘူးအရင်သွားရှာရအောင်ဘာပဲဖြစ်အခုချိန်မှာကျမနတ်ဖျားဆေးလုံးပဲလိုချင်တော့တယ်ကောင်းပြီလေဒါဆိုလဲသွားကြတာပေါ့အဲ့ဒီဆေးလုံးသာရရင်အခုကြုံနေရတဲ့အခက်အခဲတွေအကုန်လုံးအလွယ်တကူပြေလည်သွားမှာပဲသူတို့နှစ်ယောက်ရှောင်းယူတောင်ထိပ်ကိုရောက်တဲ့အခါတပည့်တယောက်ကစီးကြိုပြီးဆေးရတူညီမတို့နှစ်ယောက်ကျွန်တော်တို့ရှောင်းယူတောင်ထိပ်ကိုဘာကိစ္စများရှိလို့ကြွလာတာလဲခင်ဗျာညီမငယ်လေးကနာခေါင်းရှုံကရိုင်းပြစွာဖြင့်ဟွန်းနေတို့ကဟိုချန်ရန်တစ်တင်လိုက်တဲ့တပည့်တွေမလားသူ့ကိုဒီကိုလာတွေ့ဖို့ချက်ချင်းသွားခေါ်လိုက်စမ်းဆေးရတူအမဖြစ်သူကပြာတလဲကြားဖြက်လီအကိုကြီးစိတ်မရှိပါနဲ့ကျမတို့ကချင်းမင်တောင်ထိပ်ကတပည့်တွေပါအော်ချင်းမင်တောင်ထိပ်ကတပည့်တွေလားဒါဆိုရင်တော့ကျွန်တော်နောက်ကိုလိုက်ခဲ့ကြပါဆရာဖြစ်သူချန်ရန်စီရောက်တော့ခါဆရာချင်းမင်တောင်ထိပ်ကတပည့်နှစ်ယောက်ဆရာကိုအရေးကြီးကိစ္စရှိလို့လာရှာနေပါတယ်ဆရာကဲတိပြီးမင်းသွားတော့ချန်ရန်ကလောင်ပြုံးရင်းရိုးတာငါရဲ့တပည့်လိမ္မာလေးနှစ်ယောက်ပါလားပါလဲနင်တို့ချင်းမင်တောင်ထိပ်မှာကောင်းမွန်ကျင့်ကြံမနေပဲငါရဲ့ရှောင်းယူတောင်ထိပ်ကိုဘာကိစ္စလာရှာကြတာလဲချန်ရန်ကျမနဲ့ဆရာတူအမအခုနတ်ဖျားဆေးလုံးအရေးတကြီးလိုအပ်နေတယ်နင်ကျမတို့ကိုနှစ်လုံးချက်ချင်းပေးပြီးတော့ကောငါနဲ့ဘာဆိုင်လို့လဲဟွန်းနင်းချန်ရန်ဒီဆေးလုံးကကျမတို့အတွက်တကယ်ကိုအရေးကြီးလို့ပါအဲ့ဒီဆေးလုံးသာရှိရင်ကျမတို့ချက်ချင်းပါရမီရှင်တွေဖြစ်သွားမှာမဟုတ်ဘူးလားနင်တို့ပါရမီရှင်ဖြစ်တာမဖြစ်တာငါနဲ့ဘာဆိုင်လို့လဲငါစီလာပြီးဆေးလုံးတောင်းရအောင်နင်တို့ဦးနောက်များမကောင်းကြဘူးလားတပည့်မနဲ့ဦးကခံပြင်းတော်တကြီးဖြင့်ပြီးခဲ့တဲ့ဘဝတုန်းကကျမတို့တွေကအေကယောဆင့်အထိကျင့်ကြံနိုင်ခဲ့ပြီးနတ်ဖျားအဆင့်ရောက်ဖို့ခြေတလန်းပဲလိုတော့တာဒါပေမဲ့နောက်ဆုံးမှာနင့်လက်ထဲမှာတည်ခဲ့ရတယ်နင်ကကျမတို့ကိုတဘဝပြန်စားအောင်လုပ်ခဲ့တာလေအဲ့ဒီအတွက်နင်တာဝန်မယူသင့်ဘူးလားဟုတ်တယ်ဒါနင်ကျမတို့ကိုကြွေးတင်နေတာဒီတလက်ခွဲလုံးကျမတို့ချင်းမင်တောင်ထိပ်မှာဘလောက်တောင်အောက်ကျခံခဲ့ရလဲနင်တီလာအခုဆိုဆရာနဲ့စီနီယာတွေကပါကျမတို့ကိုအထင်သေးနေကြပြီးဒါတွေအကုန်လုံးကနင့်အပြစ်တွေပဲအခုကျမတို့ကနင့်စီကဆေးလုံးတစ်လုံးပဲတောင်းတာကိုနင်ကဘာကိစ္စနဲ့မပေးနိုင်ရတာလဲချန်ရန်ကဒေါသတကြီးတယော်ရဲရင်ရဲစရာပဲငါနင်တို့ကိုတပည့်ဖြစ်လက်ခံပြီးရှိသမျှအကုန်ပုံအောပြုစုပြောထောင်ပေးလို့နင်တို့တွေအေကယောအဆင့်အထိဖြစ်လာခဲ့တာဒါကိုနင်တို့ကအချင်းချင်းပူပေါင်းပြီးဆရာကိုပြန်တက်ဖို့လုပ်ကြတယ်ကဲပြောစမ်းငါဘာမှခဲ့လဲအော်မားတာပေါ့ငါမားခဲ့တာကတော့နင်တို့လိုကျေးဇူးကမ်းတဲ့လူမိုက်တွေကိုတပည့်ဖြစ်သိမ်းခဲ့မိတာပဲနင်ကောဘာမှမမားဘူးတဲ့လားတကယ်လို့နင်သာမျက်နှာမလိုက်ခဲ့ရင်ကျမတို့ဒီလိုခြေနေထိဖြစ်ပါမလားကဲနင်ပြောတာမှန်တယ်ပဲထားပါဦးနင်မှာအဲ့ဒီဆေးလုံးတွေဒီလောက်အများကြီးရှိနေတာကိုကျမတို့ကိုတလုံးပေးလိုက်တော့ဘာဖြစ်သွားမှာမလို့လဲဟုတ်တယ်နင်မှာအများကြီးရှိတာပဲနင်ကိုယ်တိုင်လဲငါတို့ကိုသုံးစားမရဘူးလို့ပြောခဲ့တာပဲအဲ့ဒါကိုတလုံးပေးလိုက်တော့ဘာဖြစ်မှာလဲကောင်းပြီအကုန်လုံးကနတ်ဖျားဆေးလုံးလိုချင်ကြတာပေါ့ဟုတ်လားဟုတ်တယ်မြန်ဆေးလုံးပေးဒါမှလိမ္မာရကြမယ်မြန်ပေးချန်ရန်ကအေးဆက်လေးတန်ဖြင့်အမှန်တိုင်းပြောရရင်ငါမှာအဲ့ဒီနတ်ဖျားဆေးလုံးတွေအများကြီးအပုံလိုက်ရှိတယ်ဒါပေမဲ့ငါကနင်တို့ကိုပေးမယ်ဟုတ်လားအိမ်မက်နေလိုက်ကြအောင်ဆိုပြီးပြန်ပြောလိုက်တယ်အမုန်းတရားတွေနဲ့တကြော့ပြန်အသက်ပြန်ရှင်လာတဲ့ချန်ရန်ဟာသူ့ကိုတစ္ဆာဖောက်ခဲ့တဲ့လူတွေကိုကြည့်ပြီးလက်ထဲကတံမိုးကြီးလာတဲ့ရွှေကဘာဦးရတနာကိုခွေးတကောင်စီပစ်ကျွေးလိုက်ပါတယ်သူကခွေးလေးကိုအစာကျွေးရင်ငါခွေးကိုပဲကျွေးရင်ကျွေးမယ်မင်းတို့ကိုတော့လုံးဝမကျွေးနိုင်ဘူးစားလို့ကောင်းရဲ့လားခွေးလေးလို့တယော်လိုက်တဲ့အခါဘေးကလူတွေကမကြေမနက်နဲ့ချန်ရန်နင်ဘလို့လုပ်ပြီးရွှေကဘာဦးရတနာကိုခွေးကျွေးပြီးငါတို့ကိုကြတော့မပေးနိုင်ရတာလဲပြီးခဲ့တဲ့ဘဝတုန်းကငါတို့တွေနင့်နောက်ကိုပဲတကောက်လိုက်ခဲ့ကြတာလေအခုနင့်မျက်လုံးထဲမှာငါတို့ကဒီခွေးလောက်တောင်တန်မိုးမရှိတော့ဘူးလားလို့လာပြီးအပြစ်တင်ကြပါတယ်ဒီတော့ချန်ရန်ကလောင်ပြုံးပြီးဟုတ်တယ်ငါမျက်လုံးထဲမှာမင်းတို့ကခွေးတစ်ကောင်လောက်တောင်အစ်မရှိဘူးငါခွေးကိုအစာကျွေးရင်တောင်ခွေးကကျေးဇူးတိတက်ပြီးငါ့ကိုအမီးနဲ့ပြသေးတယ်ပြီးခဲ့တဲ့ဘဝတုန်းကမင်းတို့ကိုငါအကောင်းဆုံးစောင့်ရှောက်ခဲ့တာတောင်မင်းတို့ကငါ့ကိုတစ္ဆာဖောက်ခဲ့ကြတယ်မင်းတို့လိုအောက်တန်းကြပြီးကျေးဇူးကန့်တက်တဲ့လူမိုက်တွေကတော့တစ်သက်လုံးအမိုက်လိုပဲနေသွားဖို့ထိုက်တန်တယ်လိုပြက်သားတုံ့ပြန်လိုက်ပါတယ်ဒေါသထွက်သွားတဲ့လျိုယူရန်ကလည်းချန်ရန်စောင့်ကြည့်နေလိုက်ပါဒီဘဝမှာငါတို့အတွက်ရှင်တန်ချင်းနှစ်ဆေးလုံးမရှိရင်တော့ငါတို့ကမဟာကေယောဖြစ်အောင်လုပ်ပြမယ်ငါလျိုယူရန်ပြောရင်ပြောတဲ့အတိုင်းလုပ်တာနင်းစောင့်ယုံတာစောင့်ကြည့်နေလိုက်လိုချင်းချောက်ပြီးထွက်သွားပါတော့တယ်တစ်ဖက်မှာတော့မိန်းကလေးတယောက်ဟာသူမယုံကြည်ခဲ့တဲ့ဆရာကပေးတဲ့ကျင့်စဉ်နဲ့ဆေးလုံးတွေကြောင့်ရုပ်ပြက်ဆင်းပြက်ဖြစ်သွားတာကိုသိလိုက်ရပြီးလူလိန်ကြီးဒီကျင့်စဉ်ကောဆေးလုံးတွေကောအကုန်ပြဿနာရှိနေတာပဲဆရာကငါ့ကိုလိန်ခဲ့တာခန္ဓာကိုယ်ကိုမထိခိုက်ဘူးဆိုပြီးရုပ်ရည်ပြန်လာမယ်ဆိုပြီးအားလုံးကအလိန်ညာတွေပဲငါတကယ်အတကြီးပဲသူ့ကိုယုံမိခဲ့တယ်ဆိုပြီးနောင်တရကအော်ဟစ်နေရှာပါတယ်သူမဟာအခုလက်ရှိအင်အားနဲ့ဆိုရင်ဒီမိစ္ဆာကျင့်ကြံသူဆရာကိုရှင်လို့မရမှန်းသိလို့တောင်အောက်ကိုထွက်ပြေးဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့လွတ်ဖို့လက်တကမ်းလိုပါတယ်ရုံးခနဲ့ဆိုသလိုမိစ္ဆာဆရာကြီးရောက်လာပြီးငါရဲ့တပိတ်လိမ်ပါလေညီးကဘယ်ကိုသွားမလို့လဲလို့မေးလိုက်ပါတယ်မိန်းကလေးလည်းကြောက်စိတ်ကိုဖျောက်ပြီးလူလိန်ကြီးဟန်ဆောင်မနေနဲ့တော့ရှင်ငါ့ကိုကျင့်ခိုင်းတဲ့ကျင့်စဉ်တွေနဲ့ပေးတဲ့ဆေးလုံးတွေအားလုံးကငါးပိုက်ထဲကနှလုံးစားပိုးကောင်ကိုနှိမ်နှင်းဖို့ဘာမှသုံးစားမရဘူးရှင်စကားကိုယုံပြီးငါ့ကိုငါအခုလိုအဖွားကြီးဖြစ်အောင်လုပ်မိခဲ့တယ်လို့နာကျင်စွာနဲ့အမှန်တရားကိုအော်ပြောလိုက်ပါတော့တယ်မိစ္ဆာဆရာကြီးကတော့သွေးနဲ့ရေမောပြီးဟာညီးနောက်ဆုံးတော့ရိပ်မိသွားပြီပေါ့ဒါပေမဲ့နောက်ကျသွားပါပြီညီးရဲ့အတာတုံးမှုကြောင့်ပဲညီးအခုထိအသက်ရှင်ခွင့်ရခဲ့တာတကယ်တော့ညီးပိုက်ထဲကနှလုံးစားပိုးကောင်ကိုလုံခဲ့တဲ့6နှစ်ကလေးကငါကိုယ်တိုင်ထည့်ခဲ့တာညီးတယောက်တည်းတင်မဟုတ်ဘူးဒီပတ်ဝန်းကျင်ကမိန်းကလေးအများစုကိုလည်းငါဒီပိုးကောင်တွေအကုန်ထည့်ထားတာငါညီးတို့ကိုတပည့်ဖြစ်တင်းသွင်းခဲ့တာကငါရဲ့ရုပ်သေးရုပ်တွေဖြစ်ဖန်တီးဖို့အတွက်ပဲလို့သူ့ရဲ့ရုပ်မာတဲ့အစီအစဉ်ကိုဖွင့်ဟလိုက်ပါတယ်အမှန်တရားကိုတည်သွားတဲ့မိန်းကလေးဟာ
ရှင်ကမိစ္ဆာကောင်ပဲငါရှင့်ကိုအသက်နဲ့လဲပြီးတက်မယ်လို့ဆိုကအစွမ်းကုန်ပြန်တိုက်ခိုက်ဖို့စူးစမ်းပေမယ်မိစ္ဆာဆရာကတော့အตาလေးပဲဖြစ်လိုက်ပြီးငါ့ကိုပြန်တိုက်ချင်သေးတယ်ပေါ့ညီးကျင့်ထားတဲ့ကျင့်စဉ်ကငါပေးထားတာဆိုတာမမေ့နဲ့ဦးတပည့်လေဘာလို့ဒုက္ခရှာနေတာလဲလို့ပြောကသူမကိုဖမ်းဆီးပြီးခေါ်ဆောင်သွားပါတော့တယ်တစ်ဖက်မှာတော့ရုံမာတဲ့ဆရာဖြစ်သူကဟာဟာဟာငါရဲ့လိမ္မာတဲ့တပည့်လေးရေဆရာတယောက်ပစ္စည်းကိရိယာတွေအားလုံးကိုအစီအစဉ်တကျပြင်ဆင်ပြီးတာနဲ့မင်းကိုရုပ်သေးရုပ်အဖြစ်ဆက်ပြီးကျင့်ကြံတော့မှာဟာဟာဟာလို့အောင်နိုင်သူတယောက်လိုရေမောနေပါတယ်ဒါကိုကျိုးတို့ခံထားရတဲ့လီချင်းရွံကဒေါသတကြီးနဲ့မင်းဒီမိစ္ဆာကောင်ငါ့ကိုအခုချက်ချင်းလွတ်ပေးစမ်းလို့အော်ဟစ်ပါတော့တယ်လီချင်းရွံတယောက်ဘေးပတ်ပတ်လေကိုကြည့်လိုက်ရင်ဒါဆိုဒီခန်းထဲကလူတွေအကုန်လုံးကသူလှုပ်ထားတဲ့ရုပ်သေးရုပ်တွေပေါ့လေမနှက်ဖြန်ကြရင်ငါလဲသူတို့လိုပဲလူလိုတရေလိုရုပ်ပြက်စင်းပြက်ပုံစံဖြစ်သွားတော့မှာပေါ့လို့တွေးမိပြီးရင်းနှင်းအောင်ခံစားလိုက်ရပါတယ်သူကကိုလဲဟာဟာဟာငါတကယ်ကိုဦးတဲ့ကောင်ပဲငါ့ကိုတေတွင်းထဲတွန်းဖို့မဲ့လိန်လေလက်ဖျားသူတယောက်ကိုမှကယ်တင်ရှင်ဆရာသမားကြီးဆိုပြီးမှတ်ယူခဲ့မိတယ်မင်းကတော့တကယ်ကိုခံရတာထိုက်တန်ပါတယ်တကယ်ကိုခံရတာထိုက်တန်ပါတယ်လီချင်းရွံရလို့လောင်ပြောင်ရင်းမျက်ရည်ကျရှာတာပေါ့ငါဒီတိုင်းပဲတည်သွားရတော့မှာလားဟာဟာဟာတည်သွားတာကလည်းကောင်းပါတယ်လေတည်သွားရင်အားလုံးပြီးဆုံးပြီးစိတ်အေးရတာပေါ့ဒါပေမဲ့နှမျောစရာကောင်းတာကခက်ခဲနဲ့အသက်ပြန်ရှင်ခွင့်ရခဲ့တဲ့ဒီတဘွားမှာတော့ဖေနဲ့မေသားသွားပြီနော်နောက်ဘွားမှပြန်တွေ့ကြတာပေါ့လို့စိတ်လျှော့လိုက်တဲ့အချိန်မှာပဲဆရာဖြစ်သူကတပည့်ရီနိုးထပ်ဖို့အချိန်တန်ပြီးဘာလို့အိတ်နေသေးတာလဲဆရာရောက်လာပြီလေလို့အခန်းထဲဝင်လာပါတယ်လီချင်းရွံကမင်းဒီလူလိန်ကောင်မင်းကိုငါတေးတက်မယ်လို့ရုံးကန်အောင်ဟစ်တော့ဆရာကဒီလိုခြေနေမျိုးရောက်နေတာတောင်အားကိုးချင်သေးတယ်ပေါ့လေငြိမ်လေးပဲငါရဲ့ရုပ်သေးရုပ်ဖြစ်စမ်းပါလို့ဆိုပြီးမနန်တွေရွတ်ဖတ်ပါတော့တယ်လီချင်းရွံတယောက်အပြင်းထန်နာကျင်လုံးလို့အာနဲ့အော်ဟစ်နေရရှာပြီးဆရာကတော့တပည့်လေးနင်းနဲ့လောက်ထပ်အောင်ခံလိုက်စမ်းပါဆရာရဲ့အစီအစဉ်ကမကြခင်ပြီးတော့မှမကြခင်ကြရင်မင်းဘာနာကျင်မှုကိုမှခံစားရတော့မှာမဟုတ်ဘူးဟာဟာလို့ပြောနေစင်ပါပဲရုတ်တရက်အပြင်ဘက်ကနေဘာတွေဖြစ်ကုန်တာလဲမိစ္ဆာကောင်အခုချက်ချင်းထွက်လာပြီးအသေးခံစမ်းဆိုတဲ့အတန်ကြီးဟိမ့်ထွက်လာပါတယ်ဆရာဖြစ်သူလဲလန့်သွားပြီးတောက်အမင်္ဂလာကောင်တွေဘာလို့ဒီလိုချိန်မှကွက်တိရောက်လာရတာလဲလို့ချိန်ဆဲရင်ဘသူကများငါရှိမှလာပြီးရန်ကားရဲတာလဲလို့အော်ပြောလိုက်တာပေါ့အပြင်ကလူကဒီနေ့ငါတို့ထိုက်ရွှန်ကျင့်စင်ကောင်ကဒီလမ်းကနေဖြတ်တန်းသွားရင်မင်းလိုမိစ္ဆာကောင်ကိုကောင်းကင်ကိုစားတရားစီရင်ပြီးတုတ်တင်ရှင်းလင်းပေးမလို့ပဲလို့ပြန်អော်ပါတယ်ဆရာဖြစ်သူကလည်းတောင်ပိုင်းဒေသရဲ့အကြီးဆုံးကောင်းကြီး10ကောင်းတွေကထိတ်ဆုံးမှရှိတဲ့ထိုက်ရွှန်ကျင့်စင်ကောင်လားတောက်ငါကမင်းတို့ထိုက်ရွှန်ကျင့်စင်ကောင်နဲ့ဘာရန်ညိုးမှမရှိပါဘူးမင်းတို့ကဘာလို့ငါရဲ့အလုပ်ကိုလာဖျက်ဆီးရတာလဲလို့ရန်တွေ့တာပေါ့ထိုက်ရွှန်ကျင့်စင်ကောင်ကစကားတွေအများကြီးပြောမနေနဲ့တော့ရှေးဆက်ကလေးကတရားတာနဲ့မတရားတာအတူတူမရှိဘူးမိစ္ဆာတွေကိုတုတ်တင်ပြီးတရားဓမ္မကိုစောင့်ရှောက်တာကငါတို့လိုတရားတော်လမ်းကိုလိုက်စားတဲ့ကျင့်ကြံသူတွေရဲ့တာဝန်ပဲအသေးခံစမ်းမိစ္ဆာကောင်လို့ဆိုပြီးတိုက်ခိုက်ပါတော့တယ်ဆရာဖြစ်သူကငါ့ကိုအနိုင်ကျင့်လို့ရတယ်လို့တကယ်ထင်နေတာလားငါ့ကိုတက်ချင်ရင်မင်းတို့မှာအဲ့ဒီလိုရေးချင်းရှိမရှိအရင်ကြည့်လိုက်ဦးမိစ္ဆာဆရာကလည်းသူ့ရဲ့မကောင်းဆိုးဝါးဦးခေါင်းခွန်အတက်တွေနဲ့ပြန်လဲခုခံပေမဲ့နောက်ဆုံးမှာတော့ထိုက်ရွှန်ကျင့်စီကောင်ရဲ့အစွမ်းထက်တဲ့ငွေရောင်ဓာတ်ချက်အောက်မှာမိစ္ဆာဆရာဟာသွေးအံကဒဏ်ရာပြင်းထန်ရပြီးထွက်ပြေးဖို့ကြိုးစားပါတယ်ဒါကိုထိုက်ရွှန်ကျင့်စင်ကောင်ကမင်းပြေးကျင်သေးတာလားဒီနေ့တော့မင်းလုံးဝတည်ရမယ်လို့ဆိုပြီးလိုက်လံနေလိုက်ပါတော့တယ်တိုက်ပွဲပြီးမှာတော့ထိုက်ရွှန်ကျင့်စင်ကောင်ကကျင့်ကြံသူတွေကဒီမိစ္ဆာကျင့်ကြံသူကလူတွေအများကြီးကိုဒုက္ခပေးခဲ့တာပဲတကယ်ကိုတနာစရာကောင်းပါတယ်လို့ပြောနေတော့တပည့်တယောက်ကအကြီးကဲခင်ဗျာဒီမှာမတည်သေးပဲအသက်ရှင်နေတဲ့လူတယောက်ကြံသေးတယ်လို့လန့်អော်ပါတယ်အကြီးကဲကလာကြည့်ပြီးဟာဒဏ်ရာကတော်တော်လေးပြင်းထန်လာကြည်လာခဲ့သူ့ကိုပါတပါးတည်းခေါ်သွားကြဆိုပြီးလီချင်းရွံကိုကဲတင်သွားကြပါတယ်အချိန်နဲ့ငယ်ကြာပြီးနောက်မှာတော့ထိုက်ရွှန်ကျင့်စင်ကောင်ရဲ့တပည့်နှစ်ယောက်ကဆရာတပည့်တို့နှစ်ယောက်သာသနာပြုခန်းမဆောင်စီသွားပြီးတပည့်တို့နဲ့တင့်တော်မဲ့တာဝန်တစ်ခုခုကိုယူပြီးတောင်အောက်ကိုဆင်းကအတွေ့အကြုံသွားရှာချင်ပါတယ်လို့ခွင့်တောင်းပါတယ်ဆရာဖြစ်သူကလည်းအေးသွားကြလေတောင်အောက်ဆင်းပြီးအတွေ့အကြုံရှာဖွေတာကလည်းမင်းတို့အတွက်ကောင်းတဲ့ကိစ္စပဲလို့ခွင့်ပြုချက်ပေးလိုက်ပါတော့တယ်ဒီနေ့မှာတော့ချမ်းကြံကောင်ကမနာလိုတက်တဲ့ခေါင်းသူနှစ်ယောက်တောင်အောက်ဆင်းဖို့ပြင်ဆင်နေကြပါတယ်ညီမလေးဖြစ်သူကအမကြီးရိုးတွေတကယ်ပဲအပြင်ထွက်ပြီးတာဝန်တွေသွားထမ်းဆောင်ရတော့မှလားဟင်လို့စိုးရိမ်တကြီးမေးတော့အမကြီးဖြစ်သူကညီမလေးရာအခုချိန်မှာတို့စီမှာရှင်ရွံဆေးပြားလည်းမရှိဘူးဆရာကလည်းတို့ကိုဘာကျင့်ကြံခြင်းအရင်မြင့်မှမပေးတော့ဘူးလေအပြင်ထွက်ပြီးတာဝန်ယူတာကလည်းလို့တို့မှာတခြားရွေးချယ်စရာမရှိဘူးလို့ပြန်ပြောပါတယ်ညီမလေးကဒါပေမဲ့အမကြီးရိုးရဲ့ဒီလောက်ဆင့်ရှိတဲ့ခွန်အားနဲ့အပြင်ထွက်တာဝန်ယူရင်အန္တရာယ်တိတ်မများဘူးလားလို့ထက်မေးတာပေါ့ဒါကိုအမကြီးကညံစင်တဲ့လေတံနဲ့ညီမလေးစိုးရိမ်မနေပါနဲ့အဲ့ဒီအချိန်ကျရင်တို့တွေကတခြားလူတွေရဲ့နောက်ကနေပဲလိုက်သွားပြီးဟန်ဆောင်ပန်ဆောင်လေးပဲလှုပ်ပြလိုက်ယုံပေါ့လို့ပြောလိုက်တော့ညီမလေးလည်းသဘောကျသွားပြီးအမကြီးကတကယ်ကိုတော်တာပဲငါဘာလို့ဒါကိုမတွေးမိပါလဲလို့ချီးကျူးရှာပါတယ်အဲ့ဒီအချိန်မှာအမကြီးကအဝေးကလူတွေကိုလမ်းမြင်လိုက်ပြီးဟွန်းလီချင်းရွံနဲ့ကြောက်ချွမ်းဆိုတဲ့ဒီအမိုက်နှစ်ယောက်လည်းပါနေတာကိုကောင်းပြီလေသူတို့နှစ်ယောက်ပါနေမှပိုတောင်အဆင်ပြေဦးမယ်အဲ့ဒီအချိန်ကျရင်တို့တွေကဟန်ဆောင်ပြီးအလုံးလုံးပြယုံပဲလို့စိတ်ထဲကကြံစီနေခဲ့ပါတယ်သူတို့တွေချင်းမင်မြို့ငယ်လေးကိုရောက်တဲ့ခါမှာတော့မိစ္ဆာသားရဲတွေကလူတွေကိုလိုက်လံရန်ပြုနေတာကိုတွေးလိုက်ရပါတယ်ကျင့်ကြံသူတွေကမိစ္ဆာသားရဲလူတွေကိုဒုက္ခမပေးနဲ့အားလုံးအတူတူတက်တိုက်ကြစို့လို့အော်ဟစ်ပြီးတိုက်ခိုက်ကြတာပေါ့အဲ့ဒီအချိန်မှာစောစောကအမကြီးကညီမလေးသူတို့မိစ္ဆာသားရဲနဲ့တိုက်နေတုံးတို့တွေမြ мян သွားပုံးနေကြစို့လို့ဆိုပြီးခိုးပုံးလိုက်ကြပါတယ်ဘေးဒုက္ခရောက်နေတဲ့အရက်သားတွေကတော့တိတ်ကောင်းတာပဲချမ်းကြံကောင်းကတပည့်တွေပဲငါတို့အသက်ဘေးကလွတ်ပြီး
လိုဝမ်းသာအားရအော်ဟစ်ကြပါတယ်တစ်ဖက်မှာလည်းမိစ္ဆာသားရဲတွေအကုန်သက်ခံလိုက်ရတာကိုမြင်တော့ညီမလေးကအမကြီးမိစ္ဆာသားရဲတွေအကုန်သက်ခံလိုက်ရပြီတို့တွေမြ мян အပြင်ထွက်ရအောင်သူတို့ကိုရိပ်မိမသွားစေနဲ့လို့ပြောပြီးထွက်လာကြတာပေါ့အရက်သားကြီးတဦးကလည်းရသေးနဲ့မင်းတို့အချိန်ချင်းကန်တော့ပါရစေကျွန်တော်ရဲ့သားလေးတွေဟာဒီမိစ္ဆာသားရဲ့အုပ်ရဲ့စားတောက်ခြင်းကိုခံလိုက်ရတာပါခုလိုရသေးနဲ့မင်းတို့ကကူညီပြီးကလဲစားချေပေးလို့ကျေးဇူးတင်ပါတယ်လို့ဒူးထောက်ရိုသေးပေးပါတယ်လီချင်းရွံတို့ကလည်းမိစ္ဆာတွေကိုနှိမ်နှင်းပြီးတရားဓမ္မကိုစောင့်ရှောက်တာကတို့ရဲ့တာဝန်ဝတ္တရားပဲရှိပါသေးတယ်လို့ပြန်ပြောနေတော့မှာပဲရုတ်တရက်မိစ္ဆာသားရဲ့တခြားမိစ္ဆာသားရဲ့ကြီးရှိနေသေးတယ်အားလုံးမြ мян ပြေးကြလို့အော်တန်ကြီးထွက်လာပါတယ်လူတွေအားလုံးတုန်လှုပ်ကုန်ကြပြီးဒါကချမ်းကက်အဆင့်မိစ္ဆာသားရဲ့ပဲဘလို့ဖြစ်လို့လဲဒီနေရာမှာလင်းချီအဆင့်မိစ္ဆာသားရဲ့အုပ်ပဲရှိတာဆိုဘာလို့ချမ်းကက်အဆင့်မိစ္ဆာသားရဲ့ကြီးထွက်လာရတာလဲလို့ကြောက်လန့်တကြားရေရွတ်ကြတာပေါ့ကြင်ကြံသူတွေလည်းချမ်းကက်အဆင့်မိစ္ဆာသားရဲနဲ့ဆိုရင်တို့တွေဘလို့မှရှင်းနိုင်မှာမဟုတ်ဘူးဘလို့လောက်ကြမလဲလို့ပြရာခက်ကုန်ပါတယ်ကြောက်ချွမ်းကချင်းရွယ်အကိုကြီးတို့တွေပြေးကြရင်မကောင်းဘူးလားဒီမိစ္ဆာသားရဲကတို့တွေရင်ဆိုင်နိုင်တဲ့အမျိုးအစားမဟုတ်ဘူးလို့ပြောပေမဲ့ဒီချင်းရွယ်ကတို့တွေပြေးလို့ရပေမဲ့ဒီကအရက်သားတွေကကောဘယ်ကိုပြေးနိုင်မှာလဲမင်းတို့ဒီရက်သားတွေကိုတေးသေးချာချာကာကွယ်ပေးထားပါဒီမိစ္ဆာသားရဲကိုငါပဲရင်ဆိုင်လိုက်မယ်လို့ရဲရဲဝံဝံဆိုပြီးရှေ့ကထွက်တိုက်ပါတော့တယ်ကြောက်ချွမ်းလဲအကိုကြီးကျွန်တော်ကူညီပါရစေဆိုပြီးဝင်တိုက်တာပေါ့လီချင်းရွံကလင်းချီနဝမအဆင့်တာရှိသေးပေမဲ့ချမ်းကက်အဆင့်ရှိတဲ့မိစ္ဆာသားရဲကြီးကိုအပြန်လန်အကျိတ်အနေတိုက်ခိုက်နိုင်တာကိုမြင်တော့တခြားတပည့်တွေကချင်းရွံအကိုကြီးကတော့ချမ်းကြံကောင်းရဲ့နံပါတ်1လို့ပြောတာတကယ်မမားဘူးဒီလောက်အဆင့်နဲ့တင်ချမ်းကက်အဆင့်ကိုရှင်တိုက်နိုင်တာတကယ်ကိုတော်လုံးလို့တို့တွေလိုက်လို့တောင်မမီနိုင်တော့ဘူးလို့အန်ကြချီကျူးကြပါတယ်ဒါကိုကြည့်ပြီးစောစောကခြေပုံခဲ့တဲ့အမကြီးကတော့မနာလိုဒေါသထွက်ပြီးတောက်ဒါတွေအားလုံးကမူလကငါပိုင်ဖြစ်ရမှာငါကမှချမ်းကြံကောင်းရဲ့ဂုံးတရေဖြစ်ရမှာငါကမှဖြစ်ရမှာလို့စိတ်ထဲကကြိမ်ဆဲနေခဲ့တာပေါ့နောက်ဆုံးမှာတော့တေးပြီးမိစ္ဆာသားရဲကြီးတည်သွားပြီးသူတို့တကယ်ပဲဒီသားရဲကြီးကိုတတ်နိုင်ခဲ့ပြီးလို့လူတွေအော်ဟစ်လိုက်ကြပါတယ်ချင်းမင်းမျိုးကလူတွေအားလုံးကလည်းသူတို့တွေဟာရိုးမျိုးလေးရဲ့ကျေးဇူးရှင်ကြီးတွေပဲချင်းရွံအကိုကြီးနဲ့ကြောက်ချွမ်းအကိုကြီးတို့တကယ်ကိုတော်တာပဲဒါကချမ်းကက်အဆင့်သားရဲကြီးနော်သူတို့နှစ်ယောက်သာဒီနေ့ဒီမှာမရှိရင်တို့တွေအားလုံးဒီနေရာမှာတင်တေပွဲဝင်ကုန်ကြမှာလို့ဝိုင်းပြီးချီးမွမ်းကြပါတော့တယ်။ကောင်းတူတပည့်တွေကလည်းလီချင်းရွံနဲ့ကြောက်ချွမ်းတို့ကိုကြည့်ပြီးမင်းတို့နှစ်ယောက်သာမရှိရင်ဒီအခြေအနေကိုဘယ်သူမှသိမှာတော့မဟုတ်ဘူးငါတို့တွေကကောင်းတူချင်းချင်းပဲဟာတဦးနဲ့တဦးအပြန်လန်စောင့်ရှောက်ပေးကြတာတကယ်ကိုလှုပ်တင်လှုပ်ထိုက်တဲ့အရာပါပဲလို့ချီးကျူးစကားပြောကြပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲလီချင်းရွံကဒါနဲ့ငါရုတ်တရက်ကိစ္စတစ်ခုကိုတတိယသွားတယ်စောစောကတို့တွေမိစ္ဆာသားရဲနဲ့အသက်လူပြီးတိုက်ခိုက်နေကြတဲ့အချိန်မှာလူတချို့ကတော့အမောင်ထဲမှာပုံပြီးအလုတ်ခိုးခိုနေကြတယ်လို့ထုတ်ပြောလိုက်တာပေါ့လူတွေကလည်းဘသူကအလုတ်ခိုးခိုတာလဲလို့ဟုံးတောက်မေးကြတော့လီချင်းရွံကစောစောကခေါင်းသူနှစ်ယောက်ကိုလက်ညှိုးထိုးပြီးသူတို့နှစ်ယောက်ပဲလို့ဖွင့်ချလိုက်ပါတယ်တို့တွေချင်းမင်းမျိုးလမ်းမထဲကိုဝင်လာတော့ကသူတို့နှစ်ယောက်တွင်းထဲဝင်ပုန်းနေတာကိုငါးမျက်စိနဲ့တက်အပ်မြင်လိုက်ရတာအားလုံးကမိစ္ဆာသားရဲတွေကိုတက်ဖြတ်ပြီးသွားတော့မှသူတို့ကအပြင်ကိုထွက်လာကြတာလို့ပြောလိုက်တဲ့အခါလူတွေအားလုံးကဒီလောက်တောင်အရှက်မရှိတာလားတို့တွေအပြင်မှာတားရဲနဲ့တိုက်နေတာကိုမင်းတို့ကပုံနေမဲ့နေရာရှာနေတယ်ပေါ့လေအခုကြတော့ခေါင်းကိုပြန်ပြီးဆုလက်တွေကိုအညီမျှခွဲဝေယူခြင်းသေးတယ်တကယ်ကိုမျက်နှာပြောင်လုံးတယ်လို့ဝိုင်းပြီးကဲရကြပါတော့တယ်အဲ့ဒီခေါင်းသူနှစ်ယောက်လည်းမျက်နှာပြက်ပြက်နဲ့မင်းတို့မဟုတ်တာတွေရှောက်မပြောနဲ့တို့တွေအဲ့လိုမလုပ်ဘူးတို့တွေကတခြားမိစ္ဆာသားရဲနောက်ကိုလိုက်လံနေနေတာပါလို့စင်ချေပေးကြတာပေါ့ဒါကိုတခြားလူတွေကဟာဒီမှာရှိတဲ့မိစ္ဆာသားရဲစုစုပေါင်း14ကောင်စလုံးကိုတို့တွေကပဲအကုန်တက်လိုက်တာဘယ်နေရာမှာတခြားသားရဲကြံသေးလို့မင်းတို့နှစ်ယောက်ကလိုက်ဖမ်းရမှာလဲပုံနေရင်လဲပုံနေတယ်လို့ဝင်မခံပဲအရှက်မရှိလိန်ညာနေသေးတယ်ဟုတ်တယ်သူတို့ကိုဘာစုလက်မခွဲပေးနဲ့လို့ပြက်ပြက်သားသားပြောဆိုကြတယ်ငါတို့လည်းဒီမစ်ရှင်မှာပါဝင်ခဲ့တာပဲလေငါတို့လည်းအလုပ်လုပ်ခဲ့တာပဲကိုမင်းတို့ကဘာလို့ငါတို့ရတင်ရထိုက်တဲ့ဝေစုကိုဖျက်တောက်ထားရတာလဲငါတို့လည်းအတူတူအားစိုက်ခဲ့တာပဲဘာလို့ငါတို့ကိုဝေစုမခွဲပေးနိုင်ရတာလဲစီနီယာအကိုချင်းယုံဒီတစ်ခေါက်မစ်ရှင်မှာအကိုရဲ့အားထုတ်မှုကအကြီးမားဆုံးပဲအကိုပဲပြောပေးပါဦးဒီလိုလူစားမျိုးတွေကိုဝေစုခွဲပေးဖို့လို့လားခဲအားလုံးကပဲဆုံးဖြတ်လိုက်ပြီဆိုတော့လေသူတို့ကိုဘာဝေစုမှမပေးတော့ဘူးဒါဟာငါတို့အားလုံးအသက်နဲ့လဲပြီးလဲလာခဲ့တဲ့ဆုလက်တွေပဲဒီလိုလူမျိုးတွေကိုအလကားနေရင်အမျက်ထုတ်ခွင့်မပေးနိုင်ဘူးတကယ်ကိုလူပါဝတ်လုံးတယ်ဘာလို့ငါတို့ကိုမပေးရတာလဲငါတို့လည်းလိုက်ခဲ့တာပဲလေဘာလို့မပေးရတာလဲတစ်ဖက်မှာတော့ဆရာဖြစ်သူကတပည့်တွေကိုလမ်းမေးလိုက်ပါတယ်ဆရာကြားတာတော့မင်းတို့နှစ်ယောက်ဒီတစ်ခေါက်မစ်ရှင်မှာချမ်းကန်အဆင့်ရှိတဲ့တားရဲကြီးတကောင်ကိုတောင်တက်ပြစ်နိုင်ခဲ့တယ်ဆိုကံကောင်းသွားလို့ပါဆရာတပည့်တွေကနှိမ့်ချစွာပြန်ဖြေပါတယ်မောင်မာဝါကြွားခြင်းမရှိတာကောင်းတယ်ဒါပေမဲ့ဒီလိုမျိုးကိုစင့်ထက်တာလွန်တဲ့အကောင်နဲ့ရင်ဆိုင်ရတဲ့တိုက်ပွဲကအရန်အနေအများလုံးနဲ့နောက်ခါဆိုရင်တော့ဖြစ်နိုင်ရင်ရှောင်ရှားကြပါဟုတ်ကဲ့ပါဆရာဒါနဲ့ဆရာကြားရတဲ့လောက်တော့ချင်းမင်ဖန်တောင်ကလူယူရန်နဲ့အန်ဂျိုကချင်းမင်တို့လည်းဒီတစ်ခေါက်မစ်ရှင်မှာပါဝင်ခဲ့တယ်ဆို
ဆေးရရဲ့အဲ့ဒီမိန်းကလေးနှစ်ယောက်အကြောင်းကိုမပြောပါနဲ့တော့တကယ်ကိုအရှက်မရှိတဲ့လူတွေကျွန်တော်တို့အားလုံးပြည်သူတွေကိုတွားကယ်တင်နေတဲ့အချိန်မှာသူတို့နှစ်ယောက်ကတော့ပုံနေမဲ့နေရလိုက်ရှာနေကြတာကျွန်တော်တို့တွေတားရဲတွေကိုအကုန်နေနှင်းပြီးခါမှကိုကြောင်ခိုးဝက်နဲ့ပြန်ထွက်လာကြတာလေအခုတော့အဲ့ဒီမိန်းကလေးနှစ်ယောက်ရဲ့နာမည်ကတော့တစစီပျက်စီးသွားပြီပဲအေးလေဒါဆိုလဲမင်းတို့ပြန်လာပြီးတေချာကျင့်ကြံကြဦးခေါင်းတွင်ပြိုင်ပွဲကြီးမတိုင်ခင်ချမ်းကန်းအဆင့်ကိုရောက်အောင်စူးစမ်းကြဟုတ်ကဲ့ပါဆရာတပည့်တို့ခွင့်ပြုပါဦးတပည့်တွေထွက်သွားပြီးနောက်ဆရာဖြစ်သူကတယောက်တည်းရေရွတ်နေမိပါတယ်ဒါနဲ့တလက်ခွဲတောင်ရှိသွားပြီးငါရဲ့တတိယမြောက်တပည့်ဘယ်လိုနေလဲမသိဘူးဟိုချီယုံနမင်းဆိုတဲ့လူရဲ့လက်ချက်နဲ့တေးရွာပြန်နေပြီလားမသိပါဘူးတစ်ဖက်မှာတော့မိန်းကလေးတယောက်ဒီးရလာပြီးလက်နိုးလာပါတယ်ဒါပဲနေရလဲငါလင်းရွှေတောင်မှာရှိနေရမှာမဟုတ်ဘူးလားညီမလေးစိတ်အေးထားပါဒီနေရာကထိုက်ရွှမ်းတရားကောင်းပါငါတို့ကအဲ့ဒီကောင်ကတပည့်တွေပါမင်းတို့ကငါ့ကိုကယ်ခဲ့တာလားဒါဆိုအဲ့ဒီချီယုံဆိုတဲ့လူလိန်ကြီးကောပဲမှာလဲမင်းပြောတာဟိုမိစ္ဆာကျင့်ကြံသူကိုလားသူကတော့ငါတို့စီနီယာဦးလေးရဲ့ဓာတ်ချက်အောက်မှာတေသွားပြီလားတေတာကောင်းတယ်အဲ့ဒီလူလိန်ကြီးနောက်ဆုံးတော့တေပြီဟေ့ဟာသူမရုတ်တရက်တစ်ခုခုကိုတတိယသွားပြီးဒါနဲ့ငါမိဘတွေလည်းအဲ့ဒီမိစ္ဆာရဲ့တက်တာကိုခံလိုက်ရပြီလားမသိဘူးမဖြစ်ဘူးငါအိမ်ပြန်ပြီးသွားကြည့်ရမယ်ညီမလေးရဲ့ဒဏ်ရာကမတက်တာသေးဘူးလေဒဏ်ရာပြောက်အောင်စောင့်ပြီးမှပြန်နာပိုကောင်းလိမ့်မယ်ဒါပေမဲ့မိန်းကလေးကတော့စိတ်ပူစော်ပြီးအိမ်ကိုအပြေးလွှားပြန်လာခဲ့ပါတယ်အိမ်ကိုလေးရှေ့ရောက်တော့ဘသူ့ကိုမှမတွေ့ရပဲကလေးတယောက်ကိုပဲတွေ့တာကြောင့်လမ်းမေးလိုက်ပါတယ်ဖေမင်းအေကိုမင်းတို့ဘယ်မှာလဲဟေးကလေးဒီအိမ်ကလူတွေပဲရွှေ့သွားလဲတိလားကျွန်တော်မေပြောတာတော့သူတို့တွေမြို့ပေါ်ကအိမ်တစ်ကိုပြောင်းသွားကြပြီလေပြန်လာမှာမဟုတ်တော့ဘူးမြို့ပေါ်ကိုပြောင်းသွားကြတာလားသူတို့အားလုံးဘာမှမဖြစ်ကြဘူးပေါ့တော်သေးတာပေါ့မြို့ပေါ်ကအိမ်တစ်ကြီးထဲမှာတော့သူမရဲ့မိသားစုဝင်တွေကပျော်ရွှင်စွာစားတောက်နေကြပါတယ်ငါတို့မိသားစုလည်းအခုဆိုနေတာထိုင်တာရှိသွားပြီပဲဒါတွေအားလုံးကငါတို့ရဲ့တမီးလိမ္မာလေးကြောင့်ပေါ့ဟာဖခင်ဖြစ်သူကရေမောရင်းပြောပါတယ်ဒါပေါ့လေသူမကြောက်တာမဟုတ်ရင်ချီယုံနမင်းကငါတို့ကိုဒီလောက်ငွေမြောက်များပေးပါမလားငါတို့လည်းဒီလိုအိမ်ဝင်းကြီးကိုဝယ်နိုင်မှာမဟုတ်ဘူးမိခင်ဖြစ်သူကလည်းထောက်ခံပါတယ်အဲ့ဒီအချိန်မှာအကိုဖြစ်သူကကြားဖြတ်ပြောလာပါတယ်အဖေနဲ့အမေကျွန်တော်ညီမလေးကတော့အခုလောက်ဆိုတေတောင်တေသွားလောက်ပြီထင်တယ်တေရင်လဲတေးပစေပေါ့ဘာပဲဖြစ်ဖြစ်ငါတို့ကငွေရခဲ့တာပဲဥစ္စာချီယုံနမင်းကသူမကိုဘာပဲလုပ်ငါတို့နဲ့ဘာမှမဆိုင်တော့ဘူးတေတာကတော့တေတာပဲလေဖခင်ဖြစ်သူကအေးလူပဲတုံ့ပြန်ပါတယ်အေးလေအရင်တုန်းကချီယုံနမင်းစီမှာတပိတ်သွားလောက်ကြတဲ့မိန်းကလေးတွေလည်းမိဘတွေနဲ့အကုန်ဝေးကွာကုန်ကြတာပဲမဟုတ်လားညီမလေးလည်းမိစ္ဆာကောင်ကြီးဖြစ်သွားမလားမသိဘူးမင်းလဲထမင်းကိုမြ мян စားစမ်းပါသူမိစ္ဆာဖြစ်ဘာဖြစ်ငါတို့နဲ့ဘာဆိုင်လို့လဲဘာပဲဖြစ်နောင်ကိုလည်းပြန်ဆောင်ကြတော့မှာမဟုတ်ဘူးအပြင်ကနေအားလုံးကိုကြားသွားရတဲ့မိန်းကလေးဟာရင်ခွဲမတက်ခံစားလိုက်ရပြီးအိမ်ထဲကိုဒေါသတကြီးဝင်လာပါတော့တယ်ငါတကယ်ကိုမိုင်းမဲခဲ့တာပဲအာလင်းရှမ်းနင်ဘလို့လောက်ပြန်ရောက်လာတာလဲမဟုတ်သေးဘူးနင်ကဘာလို့ဒီလောက်တောင်အိုစာသွားရတာလဲမိခင်ဖြစ်သူကလမ်းဖြန့်ပြီးမေးပါတယ်ငါကမင်းတို့ကိုငါရဲ့အချစ်ဆုံးမိသားစုဝင်တွေလို့သတ်မှတ်ခဲ့တာဒါပေမဲ့မင်းတို့ကတော့ငါ့ကိုငရဲတွင်းနဲ့တွန်းပို့ခဲ့ကြတယ်ငါအဲ့ဒီလင်းရွှေတောင်ပေါ်မှာချီယုံနမင်းရဲ့လက်ချက်နဲ့တေလူမျောပါဖြစ်ခဲ့ရချိန်မှာမင်းတို့ကတော့ငါ့ကိုရောင်းစားတဲ့ပိုက်ဆံတွေနဲ့ဒီမှာစီးစိမ်ခံနေကြတယ်ပေါ့ဟာငါတကယ်ကိုယူခဲ့တာပဲညီမလေးနင်ဒီလိုမလုပ်ပါနဲ့နင်နားကိုမတိုးလာနဲ့ဦးအကိုကြောက်လို့ပါအကိုဖြစ်သူကတုံလို့စွာတောင်းပန်ပါတယ်နင်ကဘာလို့မလို့လဲသူကနင်းရဲ့အကိုအရင်ခောက်ကြီးလေနင်ကဘလို့တောင်လက်ရက်ဆက်ရတာလဲနင်ဘာလို့ချင်နေတာလဲငါ့ကိုပါတက်ဦးမလို့လားဖခင်ဖြစ်သူကအော်ဟစ်လိုက်ပါတယ်လူတက်နေကြလို့ပါကဲကြပါဦးလင်ရှမ်းငါကနင့်မေလေးနင်ငါ့ကိုတော့မတက်ပါနဲ့နင်ငါ့ကိုမတက်နဲ့နော်မင်းတို့ကောငါ့ကိုတမီးတယောက်လိုသဘောထားခဲ့ကြဘူးလို့လားဒီနေ့ကစပြီးငါလင်ရှမ်းဟာဘသူ့ရဲ့တမီးမှမဟုတ်တော့ဘူး